အမတော်စာစစ်ကြီးကိုလွတ်ပေးပါတချုံကြီးကျွန်တော်တောင်းပါပါတယ်တချုံကြီးကျွန်တော်တော့မဟုတ်ပါဘူးတချုံကြီးရဲ့ကျွန်တော်ဘာမှတခြားကြီးပဲချက်မရှိပါဘူးကျွန်တော်နိုင်ငံတော်ကြီးကိုတည်ကြခိုင်မြဲစေချင်တယ်ကျွန်တော်နိုင်ငံသားတွေကိုပေးမသိစေချင်ဘူးကျွန်တော်နိုင်ငံသားတို့တည်ကြခိုင်မြဲစေချင်တယ်ကျွန်တော်နိုင်ငံတော်ကြီးကိုငြိမ်းချမ်းစေချင်တယ်တာယာဝါပြောစေချင်တယ်ဒီစိတ်ပဲရှိပါတယ်တချုံကြီးကျွန်တော်တောင်းပါပါတချို့ကြီးကျွန်တော်တောင်းပါပါတယ်အားလုံးအမတော်စာစုကြီးအများဆုံးလုပ်ပေးပါတချို့ကြီးတဲ့အမတော်စာစုကြီးနဲ့ပြည်လေသိပြကြပါနိုင်ငံအတွက်ကိုနိုင်ငံအကျိုးအတွက်ကိုလက်တွဲပြီးလှုပ်ဆောင်ကြပါတောင်းပါတချို့ကြီးတောင်းပါပါတယောက်နဲ့တယောက်မာနာတွေမထားကြပါနဲ့ဗျာဟုတ်ကဲ့တလောက်ပါပဲဗျာကျွန်တော်တလောက်ပါပဲအားလုံးတမျိုးသားလုံးညီညွတ်ကြပါဗျာမြန်မာနိုင်ငံသားအားလုံးညီညွတ်ကြပါအားလုံးတိုင်းသားလက်ထက်ကိုင်တွေရောPDF တွေရောအားလုံးညီညွတ်ကြပါတလောက်ပါပဲ